အသုံးဝင်တယ်လို့ပြောလို့ရတယ်လို့အသုံးဝင်မှုလို့လည်းပြောလို့ရတဲ့ application ၃မျိုးပထမတစ်ခုကတော့ super stated ပါဒီကောင်လေးကတော့အခုလိုမျိုးအလင်းအတူအလျှော့လောက်တာတွေ screenshot ရိုက်တာတွေ power ပိတ်တာတွေကို notifier တစ်ခုထဲမှာပဲပြုလုပ်လို့ရမယ် app လေးပဲဖြစ်ပါတယ်အဲ့ဒါအပြင် app ထဲမှာလည်းအခြား feature လေးတွေပါသေးတယ်ဒုတိယတစ်ခုကတော့ Tin Pixel ဆိုတဲ့ application လေးပဲဖြစ်ပါတယ်ဒါလေးကတော့လူတိုင်းအတွက်မဟုတ်ပေမဲ့ wallpaper ခဏခဏချိန်တက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့အဆင်ပြေစေမဲ့ application လေးပဲဖြစ်ပါတယ်သူထဲမှာဆိုလို့ရှိရင် Q type ဖြစ်တဲ့ wallpaper စင်မဲ့ဖြစ်တဲ့ wallpaper အပြင်ကိုမှ wallpaper design အစုံအလင်ကို 4K resolution နေပါရရှိမှာပဲဖြစ်ပါတယ်ကြိုက်တဲ့ wallpaper design ကိုလည်း one click နဲ့အလွယ်တကူပြောင်းလဲလို့ရမှာပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ Standby Mode Pro ဒီ application နဲ့နည်းနည်းတော့စားတယ်ဘာလို့လဲဆိုလို့ရှိရင်ကြံခဲ့တဲ့ iOS update မှာပါခဲ့တဲ့ feature နဲ့တွားတူနေတာပေါ့နော်ဒီကောင်လေးကတော့လူတိုင်းအတွက်အသုံးဝင်မှာတော့မဟုတ်ဘူးဘလို့လူမျိုးတွေအတွက်လဲဆိုလို့ရှိရင်အလုပ်လုပ်နေတဲ့အချိန်အနိုင်ယူနေတဲ့အချိန်မှာပဲဖြစ်ဖြစ်မိမိရဲ့ဖုန်းကို accessory တစ်ခုလိုနိုင်တစ်ခုလိုအလှထားဖို့အသုံးဝင်တဲ့ software လေးပဲဖြစ်ပါတယ်ခုလိုမျိုးအကြောင်းအရာတွေကိုသိဖို့အတွက် Sun Mobile Page နဲ့ TikTok Channel ကို follow လုပ်ထားနော်